မျိုးသမီးကနှခါရီဝေးမနေပဲချက်ချင်းပဲအောက်ကိုတန်းခုန်ချလိုက်ပါတယ်။သူမနေတဲ့တိုက်ကဇွန်ဘီတွေအပြည့်ဖြစ်နေပါပြီ။အသက်ရှင်ဖို့တခုတည်းသောနီလန်းကတော့တခြားအဆောက်အဦတစ်ခုစီကိုရောက်အောင်သွားဖို့ပါပဲ။ဒါပေမဲ့သူမဟိုဘက်ကိုမရောက်တရောက်ချိန်နေမှာပဲ။ဇွန်ဘီတကောင်ကသူမကိုမြေပြင်ပေါ်တွန်းလဲတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိုဂျွန်ကကူညီဖို့ရောက်လာခဲ့ပါတယ်။အသေးအတန်ရုန်းကန်တိုက်ခိုက်ပြီးနောက်မှာတော့သူတို့နှစ်ယောက်ဟာဒီမင်းမနိုင်စခန်းထဲကနေရအောင်တိုက်ခိုက်ထွက်ပြီးအဆောက်အဦတွေကိုအောင်မြင်စွာဝင်ရောက်သွားနိုင်ခဲ့ပါတယ်။သူတို့နောက်ကတကားတွေကိုအတန်ကျကြီးမြည်အောင်စောက်ပိတ်လိုက်ပါတော့တယ်။တင်မင်းလက်ကနေတီတီလေးလွတ်မြောက်လာပြီးနောက်သူတို့နှစ်ယောက်တက်လေကားတဲ့ကိုလဲကျသွားရင်နောက်ဆုံးမှပဲအတဝဝရှူနိုင်ကြပါတော့တယ်။သူတို့ရှစ်လွာကိုရောက်သွားတဲ့အခါအခန်းတွေထဲမှာလိုအပ်တဲ့ပစ္စည်းတွေနဲ့စားစရာတွေလိုက်ရှာကြပါတယ်။ဒါပေမဲ့ရုတ်တရက်ကြီးဇွန်ဘီတတိုက်ကြီးကလေကားကနေအလုံးရင်းနဲ့ပြေးဝင်လာကြပါတော့တယ်။အိုဂျုံကတက်လက်ရန်တစ်ခုကိုဆွဲဖြုတ်ပြီးသူတို့လမ်းကိုပိတ်ဆို့လိုက်တယ်။တစ်ချိန်တည်းမှာပဲကီမန်ယူကလည်းတကားတစ်ချက်ကိုမရမကကလန့်ဖွင့်နေပါတယ်။ဒါပေမဲ့တကားကသူ့အလိုလိုပွင့်လာပြီးသူမချက်ချင်းပဲအထဲကိုဆွဲသွင်းခံလိုက်ရပါတော့တယ်။အဲ့ဒီခိုက်တက်မှာပဲတစုံတစ်ယောက်ကမိခိုးပုံးတစ်လုံးပစ်သွင်းလိုက်ပါတယ်။အိုဂျုံကတွေ့ဝေးမနေပဲအခွင့်အရေးရှိတော့မှပဲအခန်းထဲကိုပြေးဝင်သွားပါတယ်။တကယ်တော့သူတို့ကိုလူတစ်ယောက်ကကယ်တင်ခဲ့တာပါ။ဒါပေမဲ့ကီမန်ယူကတော့သတိလက်လွတ်မနေပါဘူး။ဘာလို့လဲဆိုတော့သူမဒီတိုက်ထဲမှာတခြားအသက်ရှင်နေတဲ့လူကိုတခါမှမမြင်ဘူးလို့ပါပဲ။အဲ့ဒီလူကသူဟာစပုံမှုတစ်ယောက်ဖြစ်ကြောင်းနဲ့အစားအသောက်တွေအများကြီးစုထားလို့ဒီအချိန်ထိအသက်ရှင်နေတာဖြစ်ကြောင်းအမြင်ရှင်းပြပါတယ်။ပြီးတော့သူတို့ရဲ့တန်တရားတွေကိုပြေးပြောက်စေဖို့သူကရေကိုအားရပါရမောတောက်ပြလိုက်ပါတယ်။သူကစီတူဘူးတချို့ဖွင့်ပေးပြီးစားချင်တဲ့လောက်စားဖို့ပြောပါတယ်။မနေ့ဖြန်မှာကယ်ဆယ်ရေးအဖွဲ့ရောက်လာတော့မှမို့စိတ်ချလက်ချနေဖို့လည်းပြောလိုက်ပါတယ်။စိတ်သက်သာရသွားတာနဲ့သူတို့နှစ်ယောက်ဟာပျော်တာကိုမထိန်နိုင်အောင်ဖြစ်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ KNU ကတခုခုမားနေတာကိုသတိထားမိသွားပါတယ်။မိသားစုတပ်ပုံတွေကလူဟာသူတို့ရှေ့မှာရက်နေတဲ့လူနဲ့တယောက်တည်းမဟုတ်ပါဘူး။သူမှဘာမှမပြောနိုင်ခင်မှာအိုဂျုံကရုတ်တရက်လဲကျသွားပါတယ်။ KNU တခုခုမားနေပြီဆိုတာသိလိုက်ရပေမဲ့အချိန်ကအရန်နောက်ကျသွားခဲ့ပါပြီ။အဲ့ဒီလူကသူတို့နှစ်ယောက်လုံးကိုတုံ့နှောင်လိုက်ပြီးသတိတဝက်လစ်နေတဲ့ KNU ကိုတောက်ခတ်ထားတဲ့အိတ်ခမ်းတစ်ခမ်းထဲကိုဆွဲခေါ်သွားပါတယ်။သူမသတိပြန်ရလာတဲ့အခါမှာတော့သူမရဲ့ရှေ့ကမြင်ကွင်းကြောင့်တွေးတွေတောင်အိတ်ခဲသွားရပါတယ်။အခန်းထဲမှာတန်ကြိုးနဲ့ချီနှောင်ထားတဲ့ဇွန်ဘီမတစ်ကောင်ရှိနေပါတယ်။အဲ့ဒါကတော့အဲ့ဒီလူရဲ့ဇနီးပါပဲသူကသူ့ဇနီးကိုမတက်ရက်ခဲ့ပါဘူးအဲ့ဒီအစားသူမကိုတောက်ခတ်ပိတ်လောင်ထားပြီးအသက်ရှင်ကျန်ရစ်သူတွေကိုညှခေါ်ပြီးသူမကိုအစာကျွေးနေခဲ့တာပါအဲ့ဒီလူကတကားပြင်ဘက်ကနေပြီးသူ့စုံတီမိန်းမကိုအစာကျွေးဖို့ချီထားတဲ့ကြိုးတွေကိုဖြည်းဖြည်းချင်းဖြည့်ပေးလိုက်ပါတယ်သူကတုံရင်နေတဲ့အတန်တူနဲ့တောင်းပန်စကားပြောရင်သူ့မှာတခြားရွေးချယ်စရာမရှိတော့ကြောင်းသူ့ဇနီးအစာမစားရတာရက်ပေါင်းများပြီဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိုဂျုံကသတိပြန်ရလာပြီးသူ့ကိုတနက်နဲ့တိတ်တဲ့ချိန်လိုက်ပါတယ်အဲ့ဒီလူကကြောက်လန့်တကြားနဲ့ကြိုးကိုလွှတ်ချလိုက်ပါတယ်အိုဂျုံကဇွန်ဘီမလွတ်မသွားခင်ရှေ့ကိုဒိုင်မင်ထိုးပြီးကျိုးကိုအမြန်လန်းဆွဲလိုက်ပါတယ်အဲ့ဒီလူကဓာတ်တစ်ချောင်းဆွဲထုတ်ပြီးပြောလိုက်ပါတယ်ကီမန်ယူကိုဒီမှာထားခဲ့လိုက်မင်းအစားတောက်တွေယူပြီးထွက်သွားနိုင်တယ်လို့ပြောပါတယ်အိုဂျုံဘာမှပြန်မပြောနိုင်ခင်မှာပဲဇွန်ဘီမကအားနဲ့ယုံရင်လွတ်သွားပါတယ်ကီမန်ယူရဲ့အော်တန်ကလေတူးထဲကိုထိုးဖောက်ထွက်လာပြီးနောက်အိတ်စိတ်သွားပါတယ်အဲ့ဒီလူကအိုဂျုံကိုတွန်းဖယ်ပြီးအိတ်ခမ်းတကားကိုတောက်ဖွင့်လိုက်တယ်အဲ့ဒီလူကအိုဂျုံကိုတွန်းဖယ်ပြီးအိတ်ခမ်းတကားကိုတောက်ဖွင့်လိုက်တယ်အထဲမှာတော့ကီမန်ယူကဇွန်ဘီမကိုအတန်မထွက်နိုင်အောင်ပါဇက်ထဲကိုတစ်ခုခုပိတ်ဆို့ထည့်ထားပါတယ်ဒါပေမဲ့အဲ့ဒီလူရဲ့ဇနီးကသူ့ခင်ပွန်းဘက်ကိုလှည့်လာပြီးသူကပဲသူမရဲ့နောက်ထပ်အစာတစ်နက်ဖြစ်သွားပါတော့တယ်ကီမန်ယူကသူတို့နှစ်ယောက်လုံးရဲ့ဝေဒနာကိုအဆုံးသတ်ပေးလိုက်ပါတယ်ဒါပေမဲ့တနက်တန်ကြောင့်တခြားဇွန်ဘီတွေရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားပြီးသူတို့တွေအဆောက်အဦစီကိုအလုံးရင်းနဲ့ပြေးလာကြပါတော့တယ်အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်အပြင်ဘက်မှာဟယ်လီကော်ပတာ3စီးကိုလှမ်းတွေ့လိုက်ရပါတယ်ပစ္စည်းတွေအပြည့်တင်ထားတဲ့ကလေးတွန်းလဲတစ်စီးကိုတွန်းရင်းသူတို့နှစ်ယောက်ဟာဒီဘရန်ပတာအခြေအနေတွေကနေလေကားထွက်ပေါက်စီကိုမရာမာကတိုက်ခိုက်ပြီးသွားကြပါတယ်ကီမန်ယူခေါမိုးပေါ်ရောက်ပြီးဟယ်လီကော်ပတာကိုအချက်ပြနိုင်ဖို့အတွက်အိုဂျုံကစပိတ်တစ်စီးနဲ့ဇွန်ဘီတွေကိုပိတ်ဆို့ရင်းနောက်မှာနေခဲ့ပါတယ်သူမခေါမိုးပေါ်အထိအားကုန်မတက်ပြေးတက်သွားခဲ့ပေမဲ့သူမတွေးလိုက်ရတာကတော့ထွက်ခွာသွားပြီဖြစ်တဲ့လေရင်ကိုပါပဲအိုဂျွန်လဲဇွန်ဘီတွေကိုဆက်ပြီးတောက်ခံမထားနိုင်တော့တာကြောင့်သူလဲခေါင်းမိုးပေါ်ကိုအသက်လူပြီးပြေးတက်လာခဲ့ပါတယ်သူ့နောက်ကတကားကိုအားနဲ့စောင့်ပိတ်ပြီးလေကားတစ်စင်းနဲ့ကလန့်ခံပိတ်ဆို့ထားလိုက်ပါတယ်ဒါပေမဲ့သူစောင့်မျှော်နေတဲ့ဟယ်လီကော်ပတာကတော့အရေးရောင်တောင်မမြင်ရပါဘူးတစ်ဖက်အဆောက်အဦမှာတော့ကီမန်ယူကမျောလင်းချက်မဲ့စွာခေါင်းခါပြလိုက်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာနောက်ဆုံးအကြိမ်ဖြစ်အကူအညီတောင်းခံလိုက်ကြပါတယ်ဒါပေမဲ့မျောလင်းချက်ရောင်ကြီးတန်းလာဖို့တောင်အချိန်မရလိုက်ခင်မှာပဲခေါင်းမိုးတကားကဝုန်းခနဲ့ပွင့်ထွက်သွားပြီးဇွန်ဘီအုပ်ကြီးတအုပ်အလုံးရင်းနဲ့ဝင်ရောက်လာကသူတို့နှစ်ယောက်စီတက်တက်ပြေးဝင်လာကြပါတော့တယ်ဒီတခါတော့တကယ်ကိုထွက်ပြေးလွတ်မြောက်စရာလမ်းလုံးဝမရှိတော့ပါဘူးဒါပေမဲ့တေမင်းနဲ့မျက်နှာချင်းဆိုင်တွေ့နေရတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာအဆုံးထိတိုက်ပွဲဝင်ဖို့အသင့်ပြင်ထားကြပါတယ်ဒါပေမဲ့ဒီလိုအင်အားလုံးရင်းနဲ့ရှင်လိုက်ရင်သူတို့ရဲ့ကြီးစံနှဲငယ်ကသမုတ်တရားတွေကရေတဆက်လိုပါပဲအားလုံးဆုံးရှုံးသွားပြီလို့ထင်လိုက်တဲ့အချိန်မှာပဲသူတို့နောက်ကနေနားကွဲမတက်ကျင်လောင်တဲ့ဟိမ့်တန်ကြီးတန်ပေါ်ထွက်လာပါတယ်မိခိုးတွေကြားထဲကနေဟယ်လီကော်ပတာတစ်စီးထွက်ပေါ်လာပြီးစက်တနက်တွေနဲ့ဇွန်ဘီတွေကိုလှိုင်းလုံးတွေလိုအစုလိုက်ပြုံလိုက်ပြစ်ခတ်ရှင်းနေပါတယ်အိုဂျွန်နဲ့ကင်မန်ယူတို့လည်းဒီခွင့်ရေးကိုအမိရဆုပ်ကန်ပြီးဟယ်လီကော်ပတာပေါ်ကိုတက်လိုက်ကြကအောက်ကငရဲခန်းလိုနေရာကနေနောက်ဆုံးတော့လွတ်မြောက်သွားနိုင်ခဲ့ပါတော့တယ်